ကောင်မလေးကလူမိုက်တွေရှေ့မှာရုတ်တရက်ပေါ်လာပြီးသူတို့တယောက်စီကိုအကျဉ်းပေါင်းများစွာရိုက်ချလိုက်ပါတယ်သူတို့ခေါင်းဆောင်ရဲ့သွားတွေကိုပါကျိုးသွားအောင်ရိုက်ပစ်လိုက်ပါသေးတယ်နောက်တစ်ခါမှတော့ကောင်မလေးကအဘိုးရဲ့ဘီတကူလာထိုင်ကိုဆွဲယူပြီးနေရာတင်မှွေ့ထားလိုက်တဲ့အခါလောင်းပေါ်ကလူမိုက်တွေဟာခြေထောက်တွေကိုဖက်ပြီးနာကျင်စွာအော်ဟစ်ကုန်ကြပါတယ်သူတို့ခေါင်းဆောင်ကလည်းဒေါသတကြီးနဲ့အားလုံးကိုအတူတူဝင်တိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ခုနကမြင်လိုက်ရတဲ့အဖြစ်တွေကြောင့်လူတိုင်းကကြောက်လန့်ပြီးနောက်ဆုတ်ကုန်ကြပါတယ်တကယ်တော့လွန်ခဲ့တဲ့ရက်အနေငယ်တွေကကောင်မလေးဟာသူ့ရဲ့အကိုကြီးတွေနဲ့အတူတိုင်းဖြိုင်ဖို့တခုမှဝင်ရောက်ရှင်ပြိုင်ဟေ့လာဖြစ်ပါတယ်အင်အားကြီးတဲ့ဖြိုင်ဘက်တွေကသူမထက်အီးအတွက်ပုံများနေပေမဲ့ကောင်မလေးကယုံကြည်ချက်ရှိနဲ့သူတို့ရဲ့တိုက်ခိုက်မှုတိုင်းကိုအားစိုက်ထုတ်ဆရာမလို့ပဲအလွယ်တကူတန်းပြတ်နိုင်ခဲ့ပါတယ်ဒါကိုမြင်တော့သူ့ရဲ့မောင်လေးဟာလည်းအကြီးအကျယ်ပျော်ရွှင်နေခဲ့ပါတယ်သူမကိုမနိုင်ဘူးဆိုတာသဘောပေါက်သွားတဲ့အခါသူတို့ဟာခန်းစစ်အနေချကိုအလင်းအမြန်ပြောင်းလိုက်ကြပါတယ်အဲ့ဒီအချင်းမှာတော့ထိုးတောက်တဲ့ကောင်မလေးကသူတို့ပရော်တက်ခုံလိုက်ပါတော့တယ်ခြေထောက်ကိုတစ်ချက်နင်းချက်လိုက်တာနဲ့အကိုကြီးလည်းဟာနာကျင်စွာတွန့်လင်ကုန်ကြပါတယ်နောက်တစ်စက္ကန့်မှာတော့ကောင်မလေးဟာအနီးအနားကပေါင်ထောင်းအလေးချင်းရှိလဲကြောက်တုံးကြီးကိုကောက်ယူလိုက်ပါတယ်သူမရဲ့အတွင်းအားနဲ့အဲ့ဒီကြောက်တုံးကြီးကိုတွန်းလက်ရမှာသူတို့ရဲ့အကာအကွယ်တွေကိုအားစိုက်ထုတ်ဆရာမလို့ပဲဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်ကောင်မလေးလုတ်လိုက်တဲ့ဖေးတို့ဖေးတဲ့အခြေအနေကိုမြင်တဲ့အခါသူ့ရဲ့ဆရာကသူမကိုတောင်ပေါ်ကနေဆင်းခိုင်းဖို့အကြောင်းပြချက်တစ်ခုရှာလိုက်ပါတယ်ဆရာကသူမနဲ့သူ့မောင်လေးကိုချင်းသိအပ်ပြန်ခွက်အတွက်လေ့ကျင့်ဖို့နဲ့ဝင်ရောက်ရှင်ပြိုင်ဖို့တောင်ပေါ်ကနေထွက်ခွာရမယ့်အကြောင်းစာတစ်စောင်ပေးလိုက်ပါတယ်ဒါပေမဲ့အိမ်ကနေထွက်လာတော့ကငွေကြေးတစ်စုံတလာယူမလာခဲ့တဲ့အတွက်သူတို့ဟာပိတ်ဆံရဖို့လမ်းဘေးမှာဆိုင်လေးတစ်ခုဖွင့်ထားရပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်လူမိတ်တချို့ကအဘိုးကြီးရောက်ကိုအနောက်အရှစ်ပေးနေတာကိုတွေ့လိုက်ရပါတယ်အရေးပါတဲ့အချိန်အခါမှာကောင်မလေးကအမြန်ဖုန်းဝင်ရောက်ကူညီပြီးအနောက်အရှစ်ပေးသူတွေကိုမောင်းထုတ်လိုက်ခဲ့ပါတယ်ဒါပေမဲ့သူမကဗိုက်ဆာလာပြီးဖြစ်တဲ့အတွက်အဘိုးကြီးကိုစားစရာတစ်ခုတောင်းခဲ့ပါတယ်ကောင်မလေးရဲ့အန်အိုဖွေရကွန်ဖူးပညာကိုမြင်တဲ့အခါအဘိုးကြီးဟာသူတို့ကိုချင်းသေးအောင်ဖျော်ဖြေအဖွေမှာပါဝင်ဖို့ခေါ်ချင်ခဲ့ပါတယ်သူတို့ရဲ့ဆရာရဲ့အမိန့်ကိုပြီးမြောက်စေဖို့အတွက်သူတို့ဟာချက်ချင်းသဘောတူပြီးအဘိုးကြီးနာကိုလိုက်သွားခဲ့ကြပါတယ်အဲ့ဒီကိုရောက်တဲ့အခါအဘိုးကြီးဟာသူတို့အတွက်ထမင်းဝိုင်းကြီးတစ်ခုကိုအမြန်ဆုံးချက်ပြုတ်ပေးခဲ့ပြီးသူတို့အငတ်မရစားနေတာကိုကြည့်ပြီးပြုံးနေခဲ့ပါတယ်သူဟာစိတ်သက်သာရရတဲ့အပြုံးမျိုးနဲ့ပြုံးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့လက်တပည့်ထစ်သူရောက်လာပြီးအဖွေသေးဝင်ရဖို့အတွက်စစ်ဆေးမှုတစ်ခုကိုဖြည့်ဆို့ရမယ်လို့ပြောလိုက်ပါတယ်ကောင်မလေးကယုံကြည်မှုရှိရှိနဲ့စစ်ဆေးမှုကိုဖြည့်ဆို့ခဲ့ပါတယ်သူမရေပစ်ခွက်ကိုခေါင်းပေါ်မှာတင်ပြီးခုံတန်းပေါ်လမ်းဆောင်နေတဲ့အချိန်မှာပေါ့သူမအတွက်ကိုခက်ခဲစေဖို့အလုံးကထိုလူကချဲတဖာနဲ့ခုံတန်းကိုကန်ချလိုက်ပါတယ်ဒါကိုမြင်တဲ့အခါကောင်မလေးဟာကောင်းကင်ရန်စီကိုတဲ့တဲ့မတ်မတ်လျင်မြန်စွာခုန်တက်သွားလာတယ်ထို့နောက်သူမသည်ရေတဆက်မမထိုက်ပဲမြေပြင်ပေါ်သို့ချောမွေ့ဆင်းသက်လာခဲ့ပါတယ်